အားလုံးမင်္ဂလာပါကျွန်တော်နေတိုင်းချမ်းသာခန်းကြီးတစ်ခုဖတ်ရအောင်ကပ္ပဦးကျမ်းခန်းကြီး3မွေသည်ထာဝရအရှင်ဘုရားသခင်ဖန်ဆင်းတော်မူသောမြေတရိษံတကားတို့ထံလိမ္မာသည်ဖြစ်၍မိမအားတင်တို့သည်ဥယျာဉ်၌ရှိသည်များသောအပင်တို့၏အသီးကိုမစားရဟုဧကန်စင်စစ်ဘုရားသခင်မိန့်တော်မူသလောဟုမေး၏မိမကလည်းငါတို့သည်ဥယျာဉ်၌ရှိသောအပင်တို့၏အသီးကိုစားရသောအခွင့်ရှိဥယျာဉ်အလယ်၌ရှိသောအပင်၏အသီးကိုကတင်တို့သည်မကိုင်မစားဘဲနေကြလောသို့မဟုတ်သေမည်ဟုဘုရားသခင်အမိန့်တော်ရှိသည်ဟုမွေအားဆို၏မွေကလည်းတင်တို့သည်ဧကန်အမှန်သေမည်မဟုတ်အကြောင်းမူကားထိုအသီးကိုစားသောနေ့၌တင်တို့သည်မျက်စိပွင့်လင်းလျက်ကောင်းမကောင်းကိုသိ၍ဘုရားသခင်ကဲ့သို့ဖြစ်ကြလက်တန်သည်ကိုဘုရားသခင်သိတော်မူသည်ဟုမိမအားဆို၏ထိုအပင်သည်စားဖွယ်ကောင်းခြင်းအစင်းလှခြင်းပညာတို့ပွားစေလိုသောငါနှစ်သက်ဖွယ်သောအပင်ဖြစ်ခြင်းကိုမိမသည်မြင်လျင်အသီးကိုယူ၍စား၏မိမိခင်ပွန်းအားလည်းပေး၍သူသည်လည်းစား၏ထိုသူနှစ်ယောက်တို့သည်မျက်စိပွင့်လင်း၍မိမိတို့၌အဝတ်ခြေစီးရှိသည်ကိုသိမြင်လျင်မိမိတို့ဝိရံဖို့တင်ဘောတပန်းပင်အရွက်တို့ကိုချုပ်ဆက်၍ခါးစည်းကိုလုပ်ကြ၏နေရသောအချိန်တွင်ထိုဥယျာဉ်၌ထာဝရရှင်ဘုရားသခင်ကြွတော်မူသောအတန်ကိုလူလင်မယားတို့သည်ကြားလျင်အထံတော်မှလူချင်းကဥယျာဉ်အပင်တို့တွင်ပုံကွယ်လျက်နေကြ၏ထာဝရရှင်ဘုရားသခင်ကလည်းတင်သည်အဘယ်မှရှိသနည်းဟုလူကိုခေါ်တော်မူ၏လူကလည်းဥယျာဉ်၌ကိုယ်တော်၏အတန်ကိုကျွန်တော်ကြားလျင်အဝတ်အချီစီရှိသောကြောင့်ကြောက်၍ပုံလျက်နေပါသည်ဟုလျှောက်လေ၏ဘုရားသခင်ကလည်းတင်၌အဝတ်အချီစီရှိသည်ကိုတင်အားအဘယ်သူပြောသနည်းမစားရဟုငါပြညတ်သောအပင်၏အသီးကိုစားပြီလောဟုမိန့်တော်မူ၏လူကလည်းကျွန်တော်၌အပေးတော်မူသောမိမသည်ထိုအပင်၏အသီးကိုပေး၍ကျွန်တော်စားမိပါသည်ဟုလျှောက်လေ၏ထာဝရရှင်ဘုရားသခင်ကလည်းတင်သည်အဘယ်သို့ပြုပြီးသနည်းဟုမိမအားမေးတော်မူလျင်မိမကမွေသည်ကျွန်တော်မကိုလှည့်စား၍ကျွန်တော်မသည်စားမိပါသည်ဟုလျှောက်လေ၏ထာဝရရှင်ဘုရားသခင်သည်မွေကိုခေါ်၍တင်သည်ဤအမှုကိုပြုသောကြောင့်သားရင်သားရဲ့ပေါင်းတို့ထက်ချိန်ချင်းကိုခံရ၏တင်သည်ဝါဖြင့်တွား၍မြေမွန့်ကိုတစ်သက်လုံးစားရမည်တင်နှင့်မိမကို၎င်းတင်ဤအမျိုးနွယ်နှင့်မိမဤအမျိုးနွယ်ကို၎င်းငါသည်ရန်ငြိုးဖွဲ့စေမည်သူသည်တင်ဤကောင်းကိုချိန်လိမ့်မည်တင်သည်သူဤဖနှောက်ကိုချိန်လိမ့်မည်ဟုမိန့်တော်မူ၏မိမကိုလည်းတင်၌ကိုဝန်ဆောင်ခြင်းဝေဒနာကိုငါအလွန်များပြားစေမည်ပင်ပန်းစွာဝေဒနာကိုခံ၍သာဖွာရမည်ကိုခင်ပွန်းဤအလိုသို့လိုက်၍သူဤအုပ်ဆိုးခြင်းကိုလည်းခံရမည်ဟုမိန့်တော်မူ၏ယောက်ျားကိုလည်းထိုအပင်အသီးကိုမစားရဟုငါပြညတ်တော်လေတင်သည်မယားဤစကားကိုနားထောင်၍စားမိသောကြောင့်မြေသည်တင်ဤအတွက်ချိန်ချင်းကိုခံလျက်ရှိ၏မြေဤအသီးကိုတစ်သက်ပတ်လုံးပင်ပန်းစွာစားရလိမ့်မည်စူးပင်အမျိုးမျိုးတို့ကို၎င်းတင်အဖို့မြေပေါက်စေမည်လယ်၌ဖြစ်သောဤသည်ရွက်တို့ကိုတင်စားရမည်တင်ထွက်ရမည်သို့မပြတ်မီတိုင်အောင်တင်ဤမျက်နှာမှချွေထွက်လျက်အစာကိုစားရမည်အကြောင်းမူကားတင်သည်မြေမှုဖြစ်၍မြေမှုသို့ပြန်ရမည်ဟုမိန့်တော်မူ၏ထိုအခါလူသည်မိမိမယားကိုဧဝအမည်ဖြင့်မှဲ့လေ၏အကြောင်းမူကားသူသည်အသက်ရှင်သောသူအပေါင်းတို့၏အမည်ဖြစ်သည်ထာဝရရှင်ဘုရားသခင်သည်လည်းလူလင်မယားဖို့တရေဖြင့်ဝတ်လုံကိုလုပ်၍ဝှချုံစေတော်မူ၏ထာဝရရှင်ဘုရားသခင်ကလည်းလူသည်ငါတို့တွင်တပါးပါးကဲ့သို့ဖြစ်၍ကောင်းမကောင်းသိတတ်၏ယခုမှသူသည်ထာဝရအသက်ကိုရခြင်းကလက်ကိုဆန့်လျက်အသက်ပင်၏အသီးကိုယူ၍မစားသင့်ဟုမိန့်တော်မူ၏လူသည်မိမိထွက်သောမြေ၌လုပ်ရမည်အကြောင်းထာဝရရှင်ဘုရားသခင်သည်ဧဒင်ဥယျာဉ်ထဲကလွတ်လိုက်တော်မူ၏
ထို့သောလူကိုနှင်ထုတ်ပြီးလျှင်အသက်ပင်လန်းကိုစောင့်ရှောက်စေခြင်းကမိဆက်လက်နက်နှင့်တကွခေရုဗိမ်တို့ကိုဥယျာဉ်အရှိပ၌ထားတော်မူ၏